လည်းရှော့ဒီကနေလမ်းမှာนี่2.25လောက်နော်ဟိုမင်းငမ်းမလို့လှိမ့်ဘိန်းနဲ့ဟိုပါပဲဟိုလှိမ့်ဘိန်းခံလိုက်ရပြ3.25 sorry 3.75ပေါ့နော်40ထုတ်40တက်ထုတ်လို့ရတယ်နည်းနည်းလေးသေးအရင်မကြီးကျင်လို့အဆူလိုက်တော့အဲ့ဒါကိုထုတ်ချင်တာထုတ်လို့ရတယ်နော်ဒါပေမဲ့အဲ့ဒါထုတ်တဲ့ဟာမှာရှေ့ချမ်းမှာတော့သွားပြီးတော့ညှိရမယ်နော်အဲ့ဒါပြပြခဏနေကြအဲ့ဒါပြပြမယ်နော်အဲ့ဒီမှာ 3.75 ထုတ်ခဲ့လိုက်နော်ကိုသားငယ်ခုစနေဆရာကြတော့သူ့ဘာသာတော့အကုန်လုံး390ဖို့မလို့ပြင်လို့လုံးပဲနဲ့တင်ပြီးဆယ်သွားမလို့ရအောင်ဟမ်ဆယ်သွားမလို့ရသူကလည်းမရောက်နေတယ်မသိသွားမှာလေဒီနေ့သွားမှာဒီသွားမှာလေကိုရီးယား online မှာ contact ရှိပြီလားပြောဆရာနဲ့ကိုဒီကောင်2.5ထုတ်လိုက်တော့ဒီဘက်ကလည်းမပြေဘူးလက်တဲလေးပေါ့ဖြာရလေးပေါ့နော်2.75ကလမ်းမလောက်ရှော့ဘောက3.75အောက်မှာ2.75လမ်းမလောက်လက်တဲလေးပေါ့နော်လက်တဲလေးဖြာရလိမ့်မင်းလေးမှာဆိုတော့ရှေ့မှာတီတာမီးမဆွဲတော့ဟုတ်ပါဘူးလေဟုတ်တယ်လိမ့်မင်းလေးမှာဆင်မကလည်းမလဲတီတာမီးနေတယ်ပြီးနောက်လိမ့်ပြင်းတော့ကြတော့ဘလို့တက်တာမလဲဘလို့မြင်လဲဆိုတာအရပြုတ်ကြတော့အေးမောခဲ့အိတ်ရှင်လာတယ်ဟိုလေချိန်ကြိုက်တာလေဆက်စနာမရဘူးလင်းရတညာလုံးပေးမယ်ချိန်ကြိုက်လို့ဆိုရကောင်းမမင်းညာတညာလုံးကြည့်မှာတောင်းကြမနဲ့လင်းမလင်းနဲ့သွားအဲ့ဒီဟောအခုကြသိခိုင်းရတော့ပြေးလိုက်ရမှာခါတယ်ဒီမှာတက်တာဘူးဒီနောက်တစ်ချက်တက်မြင်ကြဟမ်တလမမနေတော့ချုပ်စားนี่ချုပ်တာတလားမှမလို့ 0.25 0.5 ဆိုရဟိုဟာလေတီထုတ်ပြီးတော့ဟာလုံးမဲ့နေရတယ်ကို 0.5 ပဲဟိုချုံချက်လောက်ရမယ့်နေရတယ်တော့ဒါတွေကြတော့ချုံချက်လောက်လို့ရတယ်လို့ရတယ်လျှောက်တယ်မလားဆောင်းစိုက်ပြင်ပေးလို့ရတယ်စိုက်ပြင်ပေးလို့ရအောင်ဝိုင်းထားအရှိကြကိုစားနေဟိုအောင်လမ်းတော့အတငယ်ချင်းနေလေလင်နာယူတဲ့ကောင်မကြီးရှိပါတယ်ဒါပေမဲ့အဲ့လောက်မယူကြဘူးဖြတ်တက်ကကောင်မကြီးကယူလိုက်ကြတာလေမင်းလို့ဟင်းလို့အားကြောင့်လည်းကိုတန်းနိုင်ကြက်တယ်ဒီလိုကြက်တယ်ကျမတော့ကြက်ပြီးရတယ်ကျမတို့ဘာလို့လဲဆိုတော့ကျမတို့ကရောဘာတက်စားပြီးတော့နာမည်ထွက်တာပဲရှိတာအဲ့လောက်ကြီးဒီကျမယူလိုက်ကြတာကြောက်လိုက်တိတ်ခါကြက်သူကဖုန်းကြီးနဲ့ရိုက်နေငါပြောချင်တယ်ငါဝတ်တစ်လဲရတော့ကိုသားငယ်လဲဟိုပြောချင်တယ်ပြောအဲ့လိုမျိုးစားတင်လေတင်လိုက်ဆွဲကြချဲဆိုဗဇက်ကနေပြောချင်တာတွေပြောလိုက်ဟိုလိုနေငါရှေ့ကနေတပုံဗီဒီယိုကြီးရကြဟောဗီဒီယိုရိုက်ခိုင်း
ထမ်းထပ်တယ်ပြေးပြေးဖို့ပေးလိုက်နော် ဟောအားကြောင့်မလို့အတန်ပါမှာဆိုတော့ လိမ့်စားလို့ချလိုက်ချလိုက်ရှင်းနေတာဒီပဲလေကျိုးဒီမူရင်းနန်းအဲ့လိုမျိုးပတိုင်းကြီးမှာဒီဘေးကအတိတ်ကြီးတွေကြီးပဲ ဟိုဒီမဝိုက်ခက်က ဝါတော့လုံးဝအောင်ကနော်ရင်စားလေးနဲ့ပဲသွားတယ်ပွားစားမပါတော့ကဲရင်စားလေးနဲ့တော့ပကောင်း ပါသာလည်းမပါအတွင်းရလည်းဘာမှခံဝတ်စရာမလို ပခုံးရှော့ဆိုင်ပါပဲ မော်လေးမှာပိုက်ကလေးတောင်ပေါ် ဟုတ်ဆိုင်ပါမရှိတော့ ဒီကြတော့ပူပူလေးနဲ့နေတော့နေတော့ ရှေ့ပြီးလိုက် ရှေ့ဆိုင်ဟိုက ဟာရလာကုန်ချင်နေတာ ဟုတ်တယ်တော်ရင်စက်တယ်ဒါကြတော့အဲ့ခုနပဲတချို့တူရင်းအာနေမျိုးအိုင်မလား ဒီ ဒီညလည်းတောင်းမို့ ပြောရမယ်သူ နေမျိုးအောင်လည်းသူမင်းမှာ ဟုတ် ကောင်းမှာပါတဏ္ဍာနေမျိုးအောင်ဆိုတဲ့ကောင်တဏ္ဍာဆိုတဏ္ဍာ အားရစိတ်ရ ဟုတ်တယ်အားပဲစိတ်တော့ အော် သူအားပဲစိတ်ပဲ တဏ္ဍာမှာသူက အဲ့တော့ရတယ် ဘိုးဆန်သောကောင်မှလုပ်ပြီးတဏ္ဍာနေမျိုးကပါလေနိုင်ငံဟာရဆိုလေလင်ရသွားတယ်နောက်မှနင်းနေမယ်ထဲတာလေကောင်းတာတော့ခဏနဲ့ဒီရင်မင်းလေးတွေခါမင်းလေးတွေကူးလိုက်တော့ကောင်းတယ်လက်မင်းလေးလှည့်ပြီးတော့လေအဲတန်ချုပ်တဲ့ခါကျအဲ့နေရာလေးမှာအဲ့နေရာလေးတည်ပြီးတော့ချက်ကူးလိုက်ဒါတော့ဒီစားအတွက်ပေါ့နော် သူကလက်မဝပဲလား သူကကြတီးပြစ်ပါလေမလေးကုတ်စားကုတ်ပါလေသူကအရှိချမ်းရောက်သွားတာ နာပြောနာဘာစဉ်းစား အိမ်ငယ် လောက်ပြောတယ် ချင်းကြိုက်တဲ့ကြောင့်ပြန်လာတာအေးပြပြီးချင်းကြိုက် နည်းလိုက် ဆင်ကိုင်းတာစနာတော့ယူမှဖြစ်တော့မယ်လူငယ်ပြေးအိမ်လုံးဖြစ်တော့ဘူးဆိုတော့ဟော ဟောဟော နော်ဒီလိုဒီနာတီတော့ဒီမှာရှေ့မှာဟာရှိနေအဲ့ဟာကြီးနေမှာရှေ့ ဟော ပေါ်နေ ခုမှခုမှ နော် သူမမအောင် တိ တိ တ် တ် တိ တိ တ် တ် ကိုညရတာနော်ဘောပါနော်ဘာဆွဲထားဟိုဘာခဏကိုတော့3ခွဲနှုတ်ခဲ့ရမလား ဟုတ် အဲ3ဟာ sorry 3ခွဲမဟုတ်3.7ပြန်ဖြည့်ပြီနော်အဲ့တော့မှနည်းနည်းလေးအရန်ကြီးမကြက်ချင်ဘူးအဲတို့လိုမျိုးတူတာဆိုနည်းနည်းပွားတယ်ခုနကတော့ရန်ကို fit blend ဒါဆိုရန်ကို fit blend နဲ့ပဲလားအရန်ကို fit blend နေကြည့်တော့နည်းနည်း short ပဲလားဒီဟာကိုဒီခံရနော်အရန်ကိုအဲ့လိုမျိုး fit blend ချင်ဘူးနည်းနည်းလေးပေါ့ပေါ့လေးတော့ဒါလည်းနည်းနည်းလေးကြီးချပေးလိုက်နော် fitting ပေါ်မှာမူကြအောင်ဒါဆိုရန် fitting တော့မလားအရန် fitting ဆိုတာနည်းနည်းလေး short ဆိုတာသူဒါဆိုရင်တတောင်းတတာလေးဖြစ်တော့ဒီမှာတွေ့လားလဲမှာကြီးနေတာတတောင်းတတာလေးနော်အဲ့ဒါလေးသိကြပါဘူးဟုတ်အဲ့ဒီချက်နော်ဟိုကောင်တစ်တုတ်ကြီးလေးဟိုကောင်ဆိုတော့ဟိုကောင်ကယ်ရီဝဲတော့မတက်ကောင် offer ကောင် offer မေးယူနီဗာ offer ကောင်လို့ပို့တယ်အေးအကောင်ဆိုတစ်တုတ်တာလေသူရဲ့ဘော်လေးပါနောက်အဲ့လက်မောင်းကြီးဟိုကောင်လက်မောင်းကြီးတွေပြစ်ပြဲနေတော့ကောင်ပြီးတော့ဟိုကောင်ဖာလီ
ဒါဒီကောင်အကောင်နေဝတ်တဲ့ဟာပဲရွက်ကကိုလည်းတီးတာချန်ထားလိုက်မယ်နော်ဒီမှာခုနကိုရတာလုံးဝအတီးတော့လိုက်မယ်နော်3.75နော်3.7ကဟိုနော်ဖြန့်ချလိုက်ဟိုဖြန့်ချမှာနော်ဒါခောက်ညံမှာနော်ဒါခောက်ညံတာဆိုရအောင်တဝက်ဝက်ပြီဆိုတော့3.75ခုန3.75ဆိုတာတဝက်ဝက်တာနော်ဟိုဘက်ဒီဘက်3.75ဒီဘက်3.75နှစ်ချမ်းဖြည့်ရမှာနော်အဲ့တော့ဒီကောင်ကခောက်ညံမှာတစ်ဖက်ကဒီဘက်ကခောက်ထားမယ်နေဒီဘက်ကကျတော့တီတာကြောင့်ဟိုဘက်ဒီဘက်တီတာကြောင့်အဲ့မှာဒီဘက်တစ်ချမ်းကျတော့ဒီဟိုဟာနဲ့ဒီနောက်ခုနဒီရှည်ချမ်းလာတဲ့ဟာနဲ့ဆက်ချပြင်မှာဒီဘက်တစ်ချမ်းကျတော့ပိတ်ပြင်မှာပိတ်ပြီးပြီးအလယ်မှာဟိုဟာရှာကန်ထက်မှာနော်ဒီဘေးမှာဒီဘက်ဘေးကရှာကန်ထက်အောင်အဲ့ရှာကန်မှာဟိုမှာချုပ်ထားတဲ့အင်ကြီးရှိရဲ့ ရင်ပုံးတော့လို့ဖြစ်ပါတော့ရှာနေသူမင်းလေးဆိုရင်ပုံးတူပြီ ဒါလေးညီမတို့ အဲ့ဆော့နော်အဲ့ခါကျတော့ဟိုကဒီမှာဘောကနေ sorry ဒီမှာ3 sim နော်3 sim ဒီဘက်ပေါ်မှာ3ချက်ပြီးနော်ဒီမှာလက်ချက်ဆက်ရှစ်ဒါကြတော့အကဖောက်တယ်နော်ဒါကြတော့3.75ဒါနော်အကိုကကြတော့အကိုစဉ်းစားအောင်ငါတို့ကဒီဟာနဲ့ဒီလိုစွမ်းရင်ဒီလိုဖြစ်မှာဒီဟာနဲ့လိုပဲဒီညာနဲ့ဆိုဒါစဉ်းစားပြီးဒါလက်ချက်ကဒီလိုမျိုးဒါမျိုးဒါညီတို့အတွက်ပိုးလွယ်သွားတယ်အခုဆရာမတော့じゃအဲ့လောက်မလွယ်တယ်ဒါအခုဆရာမကိုစော်ကားတာမဟုတ်ဘူးเนาะဘယ်လိုပြောမလဲကိုကြတော့ရှေးရိုးနီးရှေးရိုးတိုင်းပဲမှန်းပြီးတော့အဲ့လိုမျိုးချကြတာလူခန္ဓာပေါ်မှာကိုကြမရအောင်ဒီဘက်မှာနည်းနည်း technique လေးထည့်လိုက်တာဒါတော့လွယ်ပိုးလွယ်သွားတယ်ဆရာစီကနေညီတို့ဓာတ်ရက်သွားသိရင်ပတ်စံလည်းကုန်မယ်အဲ့လောက်လည်းမလွယ်ဘူးဟုတ်တယ်ဒါအကိုဒီကပြန်သိရင်တော့ပတ်စံလည်းမကုန်ဘူးအကိုအဲ့လိုမျိုးနည်းနည်းလေးသိရမလားမှတ်လို့သားလို့ကောင်းလုပ်လိုက်တဲ့ဟာလေးပေါ့ပို့ပြီးတော့တောင်းတော့တာပေါ့နော်အရန်ကန်တာနော်အကန်ကောင်းတာမှသုံးချတဲ့ရင်တော့ညီတို့ကန်တယ်ညီတို့ပဲ မိုက်ကြရယ် ဒီဘက်ကခေါင်းညက် ဟမ် ဘက်ကခေါင်းညက်ပါတရားချက်ချက် ဟုတ် တယ်ဒီဟော ဘယ်မှာမှာနော် ဟုတ်ဘူးလေ ဟုတ်တယ်မှန်တယ်လေအခုမှန်တယ်လေဒါကဒီလိုမျိုး ရှေ့ပွဲပုံစံ ရှင်းရင် ဟိုင်းဒါ ဒီမှာချုပ်စားကားပါ အာ ဟုတ်တယ်ရတယ်ကခေါင်းညက်ဒီဘက်ကဒီ ညက်တာအောင်ကြည့်လိုက်ဟောမဟုတ်ဘူးတီတာကိုလည်းဒီဘက်ကချန်ရမှာဒီဘက်ကခောက်နေတယ် ဟုတ်တယ်ဒီက တီတာကိုဒီဘက်ကချန်ရမှာဒီဘက်မှာတီတာမချန်ရဘူးဒါကအလဲ